ကျွန်တော်ဒီနေ့မှာတော့1000ကျော်လောက်တောင်မကုန်ကြပဲနဲ့ရန်ကုန်ရဲ့နီးနီးနားနားပေါ့နော်ထောက်ကျန်မှာရှိတယ်လောက်ကားဥယျာဉ်လေးကိုခေါ်သွားခြင်းပါတယ်လမ်းမကတော့သူကဒီဘက်အချမ်းမှာဝယ်ရတယ်ပေါ့နော်ဝယ်ပြီးသွားပြီဆိုရင်လမ်းလျှောက်ဝင်ခြင်းတဲ့လူတွေကတော့ဒီဘက်ပေါက်ကနေဝင်သွားလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကကားနဲ့ပတ်ဝင်မှာဖြစ်တဲ့အတွက်အရှိကိုနည်းနည်းဆက်သွားပါမယ်အရှိကိုနည်းနည်းဆက်သွားရင်အမှလော်ကားဆိုတဲ့ဆိုင်းဘုတ်လေးရှိရင်ညာချိုးပြီးတော့မှကားနဲ့ပတ်ဝင်ရုံပဲပေါ့နော်BS နဲ့လာခြင်းတဲ့လူတွေတော့ခါကြတော့39လို့105 106တို့ပေါ့နော်အဲ့နံပါတ်လေးတော့ရောက်တယ်လို့သိရတယ်ပေါ့နော်ပြောရင်ကျွန်တော်အထဲကိုစိုက်ကဲလေးနဲ့ပြန်ဝင်လို့ရတယ်ပေါ့နော်ကျွန်တော်တောတောင်ရည်မြေတဘာဝအလှတရားတွေကိုအရင်စင်စံအလှတရားလေးတွေကိုခန်းစားခြင်းတဲ့လူတွေအတွက်ကိုတော်တော်လေးအကြိုက်တွေ့ခြင်းပဲနေရာလေးလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အခုဆိုရင်လော့ကန်းမှာက SUP ကိုပြီးသွားရင်ဒီ adventure boat တို့ပေါ့နော်အဲ့ဒီခါလေးလည်းရနေပြီဆိုတော့ဒီ activity တွေပါ join ကျင်တဲ့လူတွေအတွက်ကြတော့တော်တော်လေးအဆင်ပြေစေမယ်ပေါ့နော်ကျွန်တော်တို့ကတော့အဖွဲလိုက်သွားတဲ့အပေါ်မှာကျွန်တော်တို့အဲ့ဒါတွေတော့မစီးခဲ့ဘူးပေါ့နော်ကျွန်တော်တို့ paper စကားတွေပြောကြတချင်းတွေဆိုကြနဲ့နေရာလေးတနေရာမှာစုခဲ့ကြရပေါ့နော်ဒီမှာအများဆုံးအပေါ်ဆုံးတွေ့ရတဲ့ဒလိဆန်ကတော့ကျွန်တော်မြောက်တွေပဲပေါ့နော်ကျွန်တော်ဒီဘက်ချမ်းမှာကမြောက်တွေရှိတယ်ပြီးရင်တမင်တို့တရေတို့နွားတွေပါပေါ့နော်အဲ့ဒီဟာလေးရှိတယ်ပေါ့ဟိုဘက်လမ်းလျှောက်ဘက်ချမ်းကဝင်မယ်ဆိုရင်ကြတော့ကျွန်တော်အဲ့ဘက်မှာဝဝွန်နေတခြားအဲ့လိုတလိဆန်လေးလည်းတွေ့ရတယ်ပေါ့နော်သူကပြားလိုက်တွေပါလည်းကြည့်လို့ရတယ်ကျွန်တော်တို့ကဒီဘက်ကနေကားနဲ့ပတ်ဝင်တဲ့ပုံမှာဟိုဘက်ထိတော့ပြန်မသွားတော့ဘူးပေါ့နော်ဒါလမ်းလေးကြီးကတော့ကျွန်တော်မြင်တဲ့အတိုင်းပဲချမ်းပြည်ရဲ့လမ်းလေးတွေကိုရောက်သွားသလိုပဲပေါ့နော်အဲ့လိုအခွေအပတ်လေးတွေအသက်အဆင်းလေးတွေနဲ့တော်တော်လေးမိုက်တယ်ပေါ့နော်5လေးတစ်မျိုးရတယ်ပေါ့နော်ကျွန်တော်ပုံမှန်သွားနေကြနေရတယ်နဲ့မတူတဲ့ဟိုတမူထူးကြတဲ့5လေးကိုရတယ်ပေါ့နော်မြောက်တွေကတော့နေရာတကာပဲပေါ့နော်ကျွန်တော်တို့ကိုကျွေးဖို့တော့ငပြောကြီးတွေပါလေအဖီးလိုက်ပေါ့နော်အဲ့ဒါမျိုးအပြင်မှာဝယ်ခဲ့လို့ရတယ်ပေါ့နော်ကျွန်တော် knowledge အနေနဲ့ပြောရမယ်ဆိုရင်လောကဥယျာဉ်ကျွန်တော်တို့1540ဧကလောက်ကျယ်ဝန်းပြီးတော့ပေါ့နော်ပြီးတော့1982ခုလောက်တည်းကစတင်ပြီးတော့မှတည်ထောင်ခဲ့ပေါ့နော်အဓိကသူ့ရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ဒီထဲမှာကျွန်တော်ရေပေးဝေတဲ့ခြေလောင်ကန်ရှိရပေါ့နော်အဲ့ဒီဟာကိုလည်းထိမ့်သိမ့်ကျင်တာပြီးတော့တဘာဝတောတောင်တလိမ့်ဆန်နေအပင်နေပေါ့နော်အဲ့ဒီတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ကျင်နေဆိုရက်ရည်ရွယ်ချက်နဲ့စတင်ပြီးတော့မှတည်ထောင်ခဲ့တယ်လို့သိရတယ်ပေါ့နော်နောက်တစ်ခုကလောကဥယျာဉ်မှာကျွန်တော်တို့တတ်မှတ်ထားတဲ့ဇုံ၄ခုရှိရပေါ့နော်အနာယူစခန်းနေရာဇုံ၄ခုပေါ့တစ်ခုစီမှာတော့ကျွန်တော်တို့အဲ့လိုအပင်တွေတလိမ့်ဆန်တွေပြီးတော့ရင်အနာယူလို့ရတဲ့နေရာတွေပြီးတော့လေစီးတဲ့နေရာတွေစားတောက်ဆိုင်တွေပါပေါ့နော်အဲ့လိုမျိုးလေးရှိရပေါ့နော်ဒီအိမ်လေးမှာဆိုရင်လည်းနားလို့ရတယ်ပေါ့နော်ဒါပေမဲ့ charges တစ်ခုကိုပေးရတယ်ဒီအပင်နားလေးဆိုရင်လည်းနေရိတ်တယ်ပေါ့နော် ACC နားလို့ရတယ်ပေါ့ပြီးရင်ကျွန်တော်တို့ဘက်ဂီကားလေးနဲ့လည်းပတ်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်ဒါလေးတော့ရေးထားပေးကျွန်တော်သိတဲ့လောက်တော့သူကတယောက်ကို1000လုံးလားမသိဘူးအဲ့လိုမျိုးပေးရတယ်ပြောရပေါ့နော်ဒါကတော့ကျွန်တော်တို့စခန်း3နားလေးဟာနားနေဆောင်လေးပေါ့အဲ့မှာဖုန်းကားတွေပါလည်းတွင်းလို့ရတယ်ပေါ့နော်ဒါကန်ဒီဘက်နာနေပြီးတော့ထက်လျှောက်လာလို့ရတဲ့နေရာလေးပေါ့နော်တရားတွေကတော့ကျမရန်သိမ့်မကောင်းတော့နည်းနည်းတော့တတိထားလျှောက်ကြပါတော့ဒီနားလေးမှာဆိုရင်ကျွန်တော်စင်လေးတွေကိုအစာကျွေးလို့ရတဲ့နေရာလေးရှိရပေါ့နော်ကျွန်တော်လုပ်ငန်းခွင်တွေအားတော့အပေါင်းအသင်းတွေဘော်ဒါတွေပါနေလာလည်မယ်ဆိုရင်ဒီကန်နာလေးမှာလာထိုင်မှုအတွက်တော့ကျွန်တော်ကြံပေးရပေါ့နော် ACC လေးနဲ့တိတ်ဆိတ်လေးပဲပေါ့နော်ကျွန်တော်တို့ကတော့ဘောက်စပီကာတွေပါလာရဆိုရင်စပီကာလေးယူလာပြီးတော့ပျော်ပါပေါ့နော်စားတောက်လို့ရတယ်ပေါ့ဒီနားလေးမှာကြတော့ကျွန်တော်တို့ကတော့မနက်10:00 နာရီလောက်တည်းကသွားကြတာညနေ4:00 နာရီလား4:00 ခွဲလားမသိဘူးအဲ့လောက်မှပဲပြန်ထွက်လာကြရပါတော့ဗီဒီယိုလေးကိုစုံထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်